ကိုရိုနီယောက်ရဲ့ဘဝရှိရေးအတွက်ဝိုင်းစင်ရဲ့မိဘတွေစီမှာလူကြီးဆောင်ရနဲ့နားပေါက်တောင်းရမ်းပေးမယ်မင်းဖင်နဲ့မင်းမေလေလမ်းမှာကားမောက်လို့ပွဲချင်းပြီးဆုံးပြီတဲ့ထွေးနေပြီဆုံးပြီမိုးမြောက်ရဲ့ရေစက်ကလည်းတလောက်ပဲပါလာတဲ့ထင်ပါရဲ့ဟာသူကငါထက်သူ့ရဲ့ညီတွေညီမတွေကိုချစ်တာဟုတ်ကိုကြီးကကိုညမကိုလမ်းမှာတွေ့လို့ခေါ်လိုက်မိတာငါလေ ထက်စနာဟိုအမိုက်သိန်းတဲ့သူကနင့်ကိုလှမ်းခေါ်နေနင်းနဲ့တိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး အဲ့လိုခင်ဗျလောင်ခင်ဗျခြံထဲကိုဘာဝင်လို့တာဟမ် အော်ကျွန်တော်တန်ရှင်းလာလို့တာပါခင်ဗျ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာတာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ပါဘိုးသားကြီးလေးကဖုန်းလိုချင်နေဆိုတော့ကိုကြီးကဝယ်ပေးချင်နေတာ ပေါ်သားကီးဖုန်းကျောက်ကဘာလို့ပါလဲဘာလို့ပါလဲဟမ် မင်းကဖုန်းလိုချင်နေဆိုလို့ငါတီဖုန်းကိုမရမကစူးစမ်းပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့တယ်ခင်ဗျာကျုပ်တို့မောင်တော်ကလေးတတ်တိတ်ကချနေရဖေးကွာငါတို့မိသားစုတိတ်ကချတယ်ကောင်ဖေးကွာဖေးစမ်းပါစီမံမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ကလည်းရှက်နေကြတာပေါ့ဟုတ်လား ဟုတ်တယ်လေညီမလေးအကွာလမ်းဘေးမှာအမိုက်သိန်းနဲ့စီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှိရင်ညီမလေးဘက်တော့မသိခါကြတယ်ကိုကြီးအဲ့တော့မတွေ့မိဘူးလား ငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်တာ ဒီလိုတွေဒီရွယ်ရောက်ဒီအကုန်ကြီးကအစအစရအနစ်နာခံပြီးကျွေးမွေးပြုစုစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ပါတော်ဆိုးပါကွာ တန်စိတ်တယ်ပြီးမိခိုင်မဝင်နေဟုတ် ကျွန်တော်မှာ TV ရောဂါရှိနေ ဒုက္ခပါပဲဟာ ညီမလေးလည်း TV ရောဂါဖြစ်နေတယ်နဲ့ထမင်းတူတူမစားကြပါဘူး ထမင်းလက်ဆောင်အတူမစားချင်ကြဘူးဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့ကစားပြီးမင်းတို့ငါ့လုံစားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမစားကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရ ကျွန်တော်ရဲ့ကဲကျူးပေးချောင်းလို့ပဲကျွန်တော်တတ်မှတ်ပါလေကိုကြီးပြန်လာပြီဟာကိုကြီးပြန်လာပြီရေးတဲ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာသိလို့ကိုကြီးခောက်စကြောတခါလေးဝင်လာခဲ့တယ် စောင်းတင်ရတယ်မှာဝင်းခွင့်ရတော့ခေါ်စကြောကဘာမှအကောင်းဆုံးပဲ ကိုကြီးမောပြလိုက်တာကဲစားကောင်းနေဆိုရင်စားဝမ်းအောင်သာစားကွာနော်ကျွန်တော်တို့မောင်နှမရဲ့ခုလိုစင်းစင်းရဲနဲ့လူတန်းစိမနေနိုင်တာလေအဖေနဲ့မညံ့လို့မိဘစကားပြောရတယ်အဖေနဲ့မရအတုံးမကြလို့ကောင်းကွာကောင်းဟာမင်းတို့ဒီငါ့ဘောမှာတဲ့တဲ့လို့စိုးစမ်းမှာသုံးသွားတဲ့အဖေနဲ့မေတို့တော့မင်းတို့မစော်ကားနဲ့ငါဖေတော့မခွင့်မလို့ဘူး